လူအနေငယ်တွေဝေသွားပြီးမစ္စတာဝင်ရဲ့ခန္ဓာကိုယ်ကိုဆွဲကအရှက်တကွဲပြေးသွားကြတယ်။စောင့်ကြည့်ကင်မရာထဲကနေလူအုပ်ကြီးလူစုကွဲသွားတာကိုကြည့်ရင်ကျမသိလိုက်တယ်။ဒါဟာပထမဆုံးစမ်းသပ်မှုတစ်ခုသာဖြစ်ပြီးအစ်စ်မှန်အနေကနောက်ွယ်မှာရှိနေသေးတယ်ဆိုတာကိုပေါ့။ကျမမီးလင်းဖိုစီလှည့်ပြန်လာပြီးဒူးလေးများကိုအေးခဲခံစီတစ်ထပ်တုပ်လိမ့်လိုက်တယ်။စူးယိုနင်းကကစားချင်နေမှတော့ငါတို့တေချာလေးကစားကြတာပေါ့။ဒီနှုတ်90ဒီဂရီငရဲမှာဘသူနောက်ဆုံးအထိအသက်ရှင်မလဲဆိုတာကြည့်ကြတာပေါ့။လျှက်စစ်ချန်စီယိုဖြစ်ရဲ့အပြီးမှာကျမရဲ့ဘီလာပတ်ဝန်းကျင်ဟာ2ရက်လောက်ငြိမ်သက်သွားခဲ့တယ်။ကြောက်လန့်သွားတဲ့အိမ်ကြီးချင်းတွေလည်းထပ်မလာရဲကြတော့ဘူး။ဒါပေမဲ့စာလောင်မှုနဲ့အေးတန်ကစင်ကျင်တုံတရားကိုတဖြည်းဖြည်းဝါမျိုးသွားလိမ့်မယ်ဆိုတာကျမသိတယ်။သူတို့အစောကြီးမဟုတ်ရင်တော့နောက်ကျရင်ပြန်လာကြလိမ့်မယ်ပို့ပြီးတတိထားရမှာကစူးမိသားစုပဲ။အလွန်မေးအေးခဲမှုတတမမြောက်နေမှာတော့အပူချိန်ကအနှုတ်60ဒီဂရီမှာတည်ငြိမ်နေတယ်။ဒါဟာအသက်ရှူရင်တောင်အဆုတ်ကိုဆူရှာနာကျင်စေတဲ့အပူချိန်ပဲ။ကျမမြေအောက်ခန်းထဲမှာမီးစက်တွေရဲ့အလုံးလုံးပုံကိုစစ်ဆေးနေရင်းနဲ့မြေမဲ့စိုက်ပျိုးရေးစင်ပေါ်ကဆက်လက်ရွက်တွေကိုရေလောင်းပေးနေတယ်။ခရမ်းရောင်အပင်ကြီးထွားရေးမီးရောင်အောင်မှာအရွက်လေးတွေဖြန့်ကျက်နေတဲ့စိမ့်နှူရောင်လေးကိုကြည့်ရင်ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့အသက်ဝင်မှုကိုခံစားလိုက်ရတယ်။ဒီတိတ်ဆိတ်တေဆုံးနေတဲ့အဖြူရောင်ကဘာကြီးထဲမှာဒီအစိမ်းရောင်လေးကရွှေထက်တောင်ပိုတန်ဖို့ရှိတယ်။ဒုတိယထပ်ဧကန်ကိုပြန်ရောက်တော့ထုံးစံအတိုင်းစောင့်ကြည့်စခင်ကိုကြည့်လိုက်ပြီးတော့ကျမမျက်ခုံးပင်သွားမိတယ်။နှင်းမုန်တိုင်းထဲမှာပြုတ်ပြင်ထားတဲ့အနက်ရောင် off-road ကားနှစ်စီးကတားရဲတွေလိုတောင်ကုန်းပေါ်ကိုခက်ခက်ခဲခဲတက်လာနေတယ်။ကားကိုယ်တွေကိုနှင်းတွေဖုံးလွှမ်းနေပေမဲ့ထူးခြားတဲ့ကားနံပါတ်ပြားကိုကျမမှတ်မိနေတော့ပဲအဲ့ဒါကအဖေရဲ့အဖိုးတန်ဆုံးကြီးကားပဲ။နောက်မှာပစ္စည်းတွေတည်လာတဲ့ကုန်တင်ကားလေးတစ်စီးလဲပါလာတယ်။ဒါပေမဲ့ရုံးကန်နေရတဲ့ပုံကိုကြည့်ရတာအထဲမှာပါတာပစ္စည်းတွေမဟုတ်ပဲလူတွေဖြစ်နိုင်တယ်။ကားရန်ကဘီလာတကားဝမှာရက်သွားတယ်။ကားတကားပွင့်လာပြီးအနွေးတွေထူထူတဲဝတ်ထားတဲ့လူတစုဆင်းလာတယ်။ရှေ့ဆုံးကအဖေအမေနဲ့စူးယိုပဲနောက်မှာခန္ဓာကိုယ်တောင့်တင်းတဲ့လူမိုက်6ယောက်9ယောက်လောက်ပါလာတယ်။လက်ထဲမှာကရိယာမျိုးစုံကင်ထားပြီးတရားမဝင်သိမ်းဆည်းထားတဲ့အမဲလိုက်တနက်တွေတောင်ပါသေးတယ်။စူးမိသားစုခြံကြီးမှာဆက်နေလို့မရတော့ဘူးထင်တယ်။ကျမတကားဝါကအတန်ချဲဆက်ကိုဖွင့်လိုက်ပြီးဝိုင်းနီတစ်ခွက်နှိပ်လိုက်တယ်။ကင်မရာရှေ့မှာထိုင်ပြီးသူတို့ကိုမြောက်တွေကြည့်တယ်လို့မျိုးကြည့်နေလိုက်တယ်။တကားဖွင့်စမ်းစူးချင်းရွက်ငါနဲ့အဖေပဲမြန်တကားဖွင့်စမ်းဒီအချိန်ရောက်နေတာတောင်သူကအရာအလုံးကိုထိန်းချုပ်ထားတဲ့အိမ်အောင်ဦးစီးလို့ထင်နေတော့မယ်။ကျမစကားပြောခလုတ်ကိုနှိပ်လိုက်ပြီးပြင်းပြင်းတွေအတန်နဲ့ပြောလိုက်တယ်။အိုးဒါကဥက္ကဋ္ဌကြီးစုမဟုတ်လားရှင်ရဲ့စိန်ခံဆန်အိမ်ကြီးမှာနေရတာရိုးသွားပြီလားကျမရဲ့ဒီအမိုက်ပုံလေးမှာလာပြီးဘဝကိုခန်းစားကြည့်ချင်လို့လားစူးချင်းရွက်အပိုစကားတွေပြောမနေနဲ့အိမ်မှာမီးပြတ်သွားပြီးအပူဘေးစနစ်လည်းရက်သွားပြီးငါတို့ကိုမြန်ထဲပေးဝင်ကျမဆက်ကိုကင်ထားရင်းစခရင်ကိုဖြတ်ပြီးသူ့မုတ်စိတ်ငွေတွေတုံနေတာကိုတောင်ခန်းစားရတယ်။နင်းအိမ်ကစုပ်ပြက်နေပေမဲ့နင်းမုံတိုင်းတော့ခိုးလို့ရသေးတာပေါ့။စုပ်ပြက်တယ်။စုပ်ပြက်နေမှတော့ရွှေမင်းသားငွေမင်းသမီးတွေကိုအားနာစရာမလိုပါဘူး။ကျမကလည်းရှင်တို့ကိုလာဖို့ဖိတ်မထားဘူးလေ။အမကျမကိုအပြစ်တင်နေတော့မဲဆိုတာသိပါတယ်။အမားတွေအားလုံးကကျမအမားပါအဲ့ဒီလိုနောက်ပြောင်ခဲ့တာမလုပ်သင့်ပါဘူး။ဒါပေမဲ့ဖေနဲ့မေမေကအပြစ်မရှိပါဘူး။မေမေဆိုမနေ့ကအေးလွန်းလို့တတိတောင်မိသွားသေးတယ်။အမားကဘလို့လို့ဒီလောက်ရက်ဆက်နိုင်ရတာလဲ။နောက်ပြောင်တာစူးရိုနေရဲ့အဲ့ဒီနောက်ပြောင်မှုကငါ့ကိုတေလူနီးပါးဖြစ်စေခဲ့တာငါသာတကယ်မထင်ပဲအိမ်ချမ်းမြေတွေရောင်းပြီးဒီပစ္စည်းတွေမစုဆောင်းထားမိရင်အခုနှင်းထဲမှာအေးခဲတေဆုံးနေမှာကငါပဲအဲ့ဒီအချိန်ကျရင်နေငါ့ကိုလာခဲ့မှာလားကျမတေချာပေါက်ခဲ့မှာပေါ့ကျွန်တော်တို့ကမိသားစုတွေပဲဟာကိုစူးရိုစကားခဏဆွန့်သွားပြီးနောက်မျက်လုံးတွေကလေးဖြစ်သွားတယ်အဲ့ဒီနေ့ညစာစားပွဲမှာဘသူကငါခရီးဆောင်အိတ်ကိုတကားအပြင်ကိုလွှင့်ပစ်ခဲ့တာလဲဘသူကငါဟာစူးမိသားစုရဲ့အရှက်ရစရာလို့ပြောခဲ့တာလဲဘသူကအိမ်ယာပိုင်ရှင်တွေရဲ့ group ထဲမှာကောလာဟာလာဖြန့်ပြီးသူများလက်ငါလူသက်ချင်ခဲ့တာလဲတော်တော့သူ့ကိုအပိုစကားတွေပြောမနေနဲ့စူးချင်းရွယ်ငါနင်းကိုမွေးပြီးကျွေးမွေးဆောက်ရှောက်ခဲ့တာဒါကနင်းငါကိုကျေးဇူးဆက်တဲ့နီလန်းလားနင်းအသက်ကငါပေးထားတာနင်းပစ္စည်းတွေကလည်းတဘာဝကြစူးမိသားစုပိုင်ပဲချက်ချင်းတကားဖွင့်ဖို့ငါအမိန့်ပေးတယ်မဟုတ်ရင်နင့်လိုသမီးမျိုးမမွေးခဲ့ဘူးလို့ပဲသဘောထားလိုက်မယ်နောက်ထပ်ကိုကျင့်တရားနဲ့ချီနှောင်မှုဆွေမျိုးတန်ရောစင်နဲ့ချင်းချောက်မှုပါပဲနှမျောစရာကောင်းတာကအိမ်ပေါ်ကနှင်းချခံရတဲ့အချိန်ကစပြီးသူတို့အပေါ်ကျမတန်ရောစင်ပြတ်သွားပြီထုဆန်းဒီတကားကဘလောက်ပဲထူထူတန်နဲ့လှုပ်ထားတာပဲမပွင့်ဘူးဆိုတာငါမယုံဘူးအထဲဝင်နိုင်တာနဲ့အထဲကပစ္စည်းတွေကိုအားလုံးအညီမျှခွဲယူမယ်တယောက်ကိုယွန်း30တန်းထပ်စုချမယ်တကားပြင်ပမှာအဖေကကျမရဲ့အပြုမှုကြောင့်ဒေါသထွက်သွားတာထင်ရှားတယ်စုကြီးပေးရင်ရဲရင်သူပေါ်လာစမြဲပဲတက်တော်ဆောင်တွေကဒီမှာလျှက်စစ်ချန်စီရိုးရှိနိုင်မှန်းသိပေမဲ့အဲ့ဒီတကားကိုကြည့်ပြီးကြောက်ရွံ့မှုကိုကြော်လွှားနိုင်ခဲ့တယ်အဖေခေါ်လာတဲ့လူတွေကအရင်အိမ်ကြီးချင်းတွေထက်အများကြီးပိုကျွမ်းကျင်တယ်လို့ပြောရမယ်ဒီအချိန်နဲ့ဆိုရင်ဒီတကားကအကြာကြီးခံနိုင်ရရှိပေမဲ့ဒီလိုပဲအမြဲတမ်းအလုပ်ခံနေရတာကလည်းအဆင်မပြေဘူးကျမဝင်ခွက်ကိုချလိုက်ပြီးမျက်လုံးတွေကအေးဆက်သွားတယ်ရှင်တို့ကမပြန်ချင်မှတော့မပြန်ကြနဲ့တော့ကျမထင်းချုပ်ရေးခုံစီလျှောက်သွားပြီးရေဖီအားမြင့်တနက်ရဲ့ခလုတ်ကိုနှိပ်လိုက်တယ်အမောင်ထဲမှာပုံးကွယ်နေတဲ့ရေဖီအားမြင့်တနက်ကချက်ချင်းပန်းထွက်လာတဲ့အနှုတ်60ဒီဂရီအပူချိန်မှာအဲ့ဒီရေတွေကသူတို့သတိမထားမိခင်မှာပဲရေလောင်းခံရတဲ့ကြက်ဖတွေလိုရွှဲဆိုသွားတယ်စူးချင်းရွက်နဲ့အယူပဲနေလူတက်နေတာစူးယိုကပိုတောင်လန့်ပြီးအော်ဟစ်ကားထဲကိုပြန်ဝင်ဖို့ကြိုးစားတယ်ဒါပေမဲ့ကားတကားကရေစင်သွားလို့အေးခဲနေပြီးဆွဲဖွင့်လို့မရတော့ဘူးဒါကရှင်တို့ကိုအပူချိန်လျှော့ပြီးတတိဝင်လာအောင်လုပ်ပေးတာပဲမအေးခဲသေးခင်မြန်ထွက်သွားကြနောက်တစ်ခါပန်းထွက်လာမှကရေမဟုတ်တော့ဘူးစူးချင်းရွက်နင်းဆောင်နေလိုက်ငါနင့်ကိုအလွတ်ပေးမှာမဟုတ်ဘူး
ဒါပေမဲ့ဒီနေ့တော့ဝင်တိုက်လို့မရတော့ဘူးဆိုတာသူသိတယ်ကင်မရာကိုဒေါသတကြီးစိုက်ကြည့်ပြီးအာဖရိုကားကရေခဲပြင်ပေါ်မှာချော်ထွက်ကအရှက်တကွဲနဲ့လှည့်ပြန်ထွက်ပြေးသွားတယ်သူတို့ထွက်သွားတဲ့ကြောပြင်ကိုကြည့်ရင်ကျမစိတ်ပေါ်ပါသွားတာမရှိဘူးအဖေကအညိုးကြီးတယ်အလွယ်တကူလက်လျှော့မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာဖုန်းထဲကိုသူစိမ့်တယောက်စီကစာတိုလေးဝင်လာတယ်ပို့တဲ့သူကချင်းကြောက်ကျမရဲ့ရှယ်ယာတွေကိုဝယ်သွားတဲ့လူပဲကျွန်တော်ချင်းကြောက်ပါခမားစီမှာလုံခြုံနေဆိုတာကျွန်တော်သိတယ်အကယ်၍ခမားကခိုးလုံခွင့်ပေးမယ်ဆိုရင်စုမိသားစုရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ကျွန်တော်ကူညီနိုင်တယ်ကျွန်တော်မှာတနက်လဲရှိတယ်လူလဲရှိတယ်စခရင်ပေါ်မှာလင်းနေတဲ့နာမည်ကိုကြည့်ရင်ကျမမျက်ခုံးပင်သွားမိတယ်ချင်းကြောက်လွန်ခဲ့တဲ့လဝက်ကရွမ်တန်း100အသားတင်ပေးပြီးကျမလက်ထဲကစုရှယ်ယာတွေကိုမဆိုင်မတွက်ဝယ်သွားတယ်လူကျမလက်ချောင်းလေးတွေစပွဲပေါ်ကိုဖွက်ဖွက်လေးခောက်လိုက်ပြီးစာတိုတွေကနှင်းထဲမှာမီးသွေးပို့ပေးသလိုအကူအညီပေးခြင်းတဲ့စကားကိုကြည့်ရင်ရင်ထဲမှာတော့အေးဆက်ဆက်ပြုံးလိုက်မိတယ်စာချုပ်ချုပ်တုံးကသူ့ရဲ့လုပ်ရက်တွေကိုကျမတွေ့ကြုံဖူးပြီးလူကိုအယိုးမကြံအောင်စားတတ်တဲ့ပြုံးနဲ့ကြားကကျမအဖေလိုဟန်ဆောင်ကောင်းတဲ့လူတွေထက်အများကြီးပိုအနေရများတယ်ဒီလိုချိန်မှာအိမ်တိုင်ယာရောက်လာရှာတာချက်ကိုမြေခွေးကလာနှုတ်ဆက်တယ်လို့ပဲစေတနာကောင်းနေမဟုတ်ဘူးကျမစကားနှခွန်းပဲပြန်ပို့လိုက်တယ်မအားဘူးပြီးတော့အဲ့ဒီဖုန်းနံပါတ်ကိုတွားလိုက်တယ်လှည့်ပြီးမီးလင်းဖိုတဲ့ကိုထင်းတစ်ချောင်းထည့်လိုက်တယ်စုမိသားစုပဲဖြစ်ဖြစ်ချင်းကြောက်ပဲဖြစ်ဖြစ်ဘသူကများလက်လန်းလာရဲရင်သူ့လက်ကိုခုတ်ပစ်မယ်ဖီအားမြင့်ရေတနက်နဲ့ပန်းထုတ်လိုက်တဲ့ရေခဲခံစစ်ကအဲ့ဒီတိုက်ခိုက်မှုကိုတကယ်ပဲဟန်တားနိုင်ခဲ့တယ်ဒါပေမဲ့စာလောင်မှုနဲ့ပြင်းထန်တဲ့အေးအေးတန်ကကြောက်ရွံ့မှုထက်ပိုကြောက်စရာကောင်းတဲ့မောင်းနှင်အားတွေပဲတရက်ပဲကြာသေးတယ်စုမိသားစုကလူတွေပြန်ရောက်လာပြန်ပြီဒီတခါတော့သူတို့တကားကိုအတင်းဝင်တိုက်ဖို့မကြိုးစားကြတော့ဘူးဟိုရင်ကလိုမောက်မာတဲ့ပုံစံမျိုးလည်းမရှိတော့ဘူးစောင့်ကြည့်ကင်မရာထဲမှာအဖေနဲ့အမေကကားတွေကရှာတွေ့လာတဲ့အပိုဆောင်တွေကိုပတ်ထားပြီးငုံလေးနှစ်ကောင်လိုအေးခဲနေကြတယ်စူးရိုရဲ့အနှွေးထည်ပေါ်မှာအထူကြီးရေခဲလွှာလေးတစ်ထက်တက်နေတယ်အဲ့ဒါကခုနကရေဆိုသွားပြီးနောက်ကြံရစ်ခဲ့တဲ့အရှက်တကွဲအမှတ်သားပဲဒါပေမဲ့ကျမကိုတတိထားစေတာကသူတို့ဘေးမှာလူ10ကနန်းလောက်ပုံများလာတယ်အဲ့ဒါကတောင်ကြီးကဗီလာအိမ်ယာမှာနေတဲ့တခြားအိမ်ကြီးချင်းတွေပဲကျမမသိတဲ့မျက်နှာစိမ်းတချို့တောင်ပါသေးတယ်လက်ထဲမှာကင်ထားတာကတေးကြတဲ့လက်နက်တွေတောင်မဟုတ်ဘူး။ဂေါ်ပြားကောက်တီးရိုက်တဲ့မီးဖိုချောင်တွေကအေးခဲနေတဲ့ပြင်သစ်ပေါင်မုံရှည်တွေတောင်ပါတယ်။သူတို့မျက်လုံးထဲမှာရက်ဆက်တဲ့အရေးအရာမရှိဘူး။စာလောင်လုံးလို့အစိမ်းရောင်တန်းနေတဲ့အစွန်းရောက်လောဘတွေပဲရှိတယ်။သမီးလိမ်ပါလေ။ဖေဖေမှန်းသိပါပြီ။အရင်ကငါတို့အပြုတ်မှုမကောင်းခဲ့ဘူး။နင်တကားဖွင့်ပြီးငါတို့ကိုအထဲဝင်ခွင့်ပေးပါငါတို့ကိုစားစရာတစ်လုံးလောက်ပေးပါရမလား။ဟုတ်ပါတယ်အမရဲ့။ကျမအရန်အေးနေပြီ။ကျမလက်တွေတောင်အေးခဲပြီးပြုတ်ကြတော့မယ်။ကျမတို့ညီအမတန်ရောစင်ကိုထောက်ထားပြီးအဝတ်အစားတစ်ထည်လောက်ပြစ်ပေးရင်လည်းရပါတယ်။ဒါကသူတို့ရဲ့ plan နဲ့ပဲတနာစရာကောင်းအောင်လုပ်တာကိုကျင့်တရားနဲ့ချီနှောင်တာဒါမှမဟုတ်ကျမရဲ့စိတ်ကိုပျော့ပြောင်းအောင်လုပ်ဖို့ကြိုးစားတာသူတို့နောက်ွယ်မှာတော့ယာယီစုစည်းထားတဲ့အိမ်ကြီးချင်းတက်ကြီးကကျမရဲ့တကားကိုစိုက်ကြည့်နေကြတယ်။အဖေကသူတို့ကိုတခုခုဂရီပေးထားလို့ဒီစာလောင်နေတဲ့ဝင်ပလွေတွေကိုဒီကိုခေါ်လာနိုင်ခဲ့တာထင်ရှားတယ်။ကျမစောင့်ကြည့်ကင်မရာရှေ့မှာထိုင်ပြီးလက်ထဲမှာအခုလေးတင်နှွှေးထားတဲ့နွားနို့ပူပူလေးကင်ထားရင်ဒီလူတွေအနှုတ်60ဒီဂရီလေးအေးထဲမှာတရုပ်ဆောင်နေတာကိုကြည့်နေတယ်။ဥက္ကဋ္ဌကြီးစုရှင်နောက်ကလူတွေကရှင်ကသူတို့ကိုပစ္စည်းတွေခွဲပေးမယ်လို့ဂရီပေးထားလို့ရှင်နောက်လိုက်လာကြတာမဟုတ်လားအားလုံးကအိမ်နီးချင်းတွေပဲအပြန်အလှန်ကူညီကြရမှာပေါ့အပြန်အလှန်ကူညီတယ်အိမ်နီးချင်းတို့ရှင်တို့တွေအေးလုံးလို့မှတ်ညံတွေချို့ယွင်းသွားတာလားအခုကဘလို့ခေတ်ရောက်နေပြီလဲစုမိသားစုကအရင်ကပတ်စံရှိခဲ့တယ်ဒါပေမဲ့အခုလမ်းမပေါ်မှာအပြစ်ရှိနေတဲ့ငွေဆက်ကူတွေကဖင်တုပ်ဖို့တောင်မလွန်းနေသူတို့ရဲ့စိန်ခံဆန်အိမ်ကြီးကဘလောက်ပဲကြီးကြီးမီးမရှိအပူပေးစနစ်မရှိရင်ရေခဲတစ်တာကြီးတစ်လုံးပဲသူတို့တကယ်သာဆွမ်းဆောင်နိုင်ရင်အိမ်ရမဲ့ခွေးတွေလိုကျမစီလာပြီးအမီးနှံတောင်းရမ်းဖို့လိုလားသူတို့ကရှင်တို့ကိုပစ္စည်းတွေခွဲပေးမယ်လို့ဂရီပေးတယ်ဒါပေမဲ့ကျမပစ္စည်းတွေကိုယူပြီးရှင်တို့ကိုမျှော်လင့်ချက်အလကားပေးနေတာကျမတကားမဖွင့်သေး၍သူတို့ကဘာမှမရှိတဲ့အတုံးမကျတဲ့သူတွေပဲစူဥက္ကဋ္ဌရှင်သမီးကရှင်စကားအနားထောင်ဆုံးရှင်လာရင်တကားဖွင့်ပေးမယ်လို့ရှင်ပြောထားတာမဟုတ်ဘူးလားအခုညီကိုတွေရှင်နောက်လိုက်ပြီးတဝက်လောက်အေးခဲနေပြီးအပူငွေလေးတောင်မရသေးဘူးစူးချင်းရွက်နင်ကမိဘကိုမယိုသေးတဲ့သမီးဆိုးနင်ငါကိုတေးစေချင်နေတာလားမြန်မြန်တကားဖွင့်စမ်းမဟုတ်ရင်နင်ဘလောက်သွေးအေးတယ်ဆိုတာအားလုံးကိုပြလိုက်မယ်ကောင်းပြီအဲ့ဒါဆိုရင်ကျမရှင်ကိုကူညီပေးမယ်ကျမမတက်ရက်ပြီးမြေအောက်ခန်းကပစ္စည်းသိမ်းတဲ့စင်နာကိုရှောက်သွားတယ်။အဲ့ဒီမှာပစ္စည်းဟောင်းတွေရှင်းနှုံးကတွေ့ထားတဲ့တက်တန်းကုန်ခါနီးကြိတ်ခဲပြီးစကုတ်တဖာနဲ့ထုတ်ပိုးမှုပစ္စည်းနေလို့မစားကျင်တော့တဲ့အေးခဲမန်ထိုးတရုတ်ပေါက်စီအိတ်ချို့ရှိတယ်။ကျမအဲ့ဒီအေးခဲမန်ထိုးအိတ်ကိုဆွဲယူပြီးဒုတိယထက်ကလာတာဆောင်ကိုသွားတယ်။လာတာဆောင်တင်းပေါက်မှာတမင်တကာပစ္စည်းပစ်ချဖို့အပေါက်တစ်ခုခြံထားတယ်။ကျမတကားမဖွင့်ဘူး။ကျမအတန်ချက်ဆက်ကနေတစ်စင်နှင်းပြင်ကြီးတစ်ခုလုံးကိုပြန်သွားတယ်။ဒါပေမဲ့ဒီမှာကျမမလိုချင်တော့တဲ့အမိုက်တချို့တော့ရှိတယ်။ပြောပြီးတာနဲ့ပြစ်ချပေါက်ကိုဖွင့်ပြီးမာကျောနေတဲ့အေးခဲမန်ထိုးတအိတ်ကိုလူအုပ်အပြင်ဘက်နှင်းပြင်ထဲကိုခပ်ပြင်းပြင်းပစ်ချလိုက်တယ်။ဟောင်းခနဲ့အိတ်ကျသွားတယ်မန်ထိုး10လုံးကျော်လောက်လိမ့်ထွက်လာတယ်နှင်းပြင်ပေါ်မှာအဲ့ဒီဖြူရောင်ကြုံလုံးတွေကအရန်ကိုတိတာနေတယ်။အချိန်က10စက္ကန့်လောက်ရပ်တန့်သွားသလိုပဲနောက်10စက္ကန့်မှာတော့အဖေဘေးမှာဝိုင်းနေတဲ့အိမ်ကြီးချင်းတက်ကြီးကအယူတွေလိုမန်ထိုးပုံစီပြေးသွားကြတယ်။လူတဘာဝကစာလောင်မှုရှိမှလုံးဝပြိုလဲသွားတယ်ခင်းနေတဲ့မန်ထိုးတစ်ခုအတွက်အရင်ကအထက်တန်းလွာတွေဟာအချင်းချင်းလုံးထွေးတက်ပုတ်နေကြတယ်။စုမိသားစု3ယောက်ကလည်းသူတို့ဒေါသဖြေစရာပြစ်မှတ်ဖြစ်သွားတယ်ဒီအချိန်မှာလုံးဝပြိုလဲသွားပြီးကြောက်တုံးလိုခဲနေတဲ့မန်ထိုးတစ်ခုအတွက်နေ့စဉ်တက်ရက်ဝစ်စင်လေးရှိတဲ့အထက်တန်းလွာတွေဟာအချင်းချင်းလုံးထွေးတက်ပုတ်နေကြတယ်ငါဟာကွဖယ်ဆန်းငါအရင်တွေ့တာမင်းငါကိုကြိုက်ရဲတယ်ပေါ့
အဖေအမေနဲ့စူးရိုတို့ကရုတ်တရက်ဖြစ်လာတဲ့အထီးကယုံကြောင့်ကြောင်သွားပြီးနေရာမှာတင်ရက်နေကြတယ်ဒါပေမဲ့မကြခင်မှာပဲမန်ထိုလူပြီးဘိုင်းမဝသေးတဲ့လူရန်ကားတွေကသူတို့၃ယောက်စီကိုအကြည့်လွှဲလာကြတယ်